ဘာဖြစ်လို့ကျန်တဲ့ဘုရားတွေကဖန်ဆင်းရှင်တဲ့လူတွေကိုဖန်ဆင်းထားတာတဲ့ဆိုတော့ဒီဒုက္ခတော်တွေကိုဒင်းတို့ထည့်တာဟုတ်ပလားလူတွေဒုက္ခဒုက္ခရောက်အောင်ဖန်ဆင်းထားတာအဲ့ဖန်ဆင်းရှင်တွေပဲအရာကလေးတို့ရသင်္ချိုင်းဓာမဆိုင်ရှင်းတာရှင်းဟုတ်ကဲ့ရှားဖို့ဘွေဖို့စားဖို့တောက်ဖို့ပင်ပင်မမန်းဒီသေးရတဲ့ဘဝကြီးလာချပေးတာတဲ့အဲ့ဖန်ဆင်းရှင်တွေကဖန်ဆင်းမဲ့ဖန်ဆင်းအကုန်အရန်နဲ့လုပ်ပေးထားပါလားဟုတ်ပြီနော်တို့ဘုရားအဲ့လိုခုခမည်းတော်ခံစားနေရတဲ့ဒုက္ခတွေကနေဘုရားဘာလို့လွတ်မြောက်ရလမ်းကိုပြမပြလွတ်မြောက်အောင်လာကယ်မှလည်းမဟုတ်ဘူးတော့စိတ်ကူးရင်မနေနဲ့ရှင်းသလားကယ်နိုင်သလားသူ့ဟာသူလည်းလွတ်အောင်မယုံအောင်လား